ကျမရဲ့ဘဝအခြေအနေကဆိုးလွန်းလှပါတယ်လောလောရတာအဆင်မပြေဘူးအိမ်အောင်ရေးအဆင်မပြေဘူးရှင်မျိုးတွေနဲ့လည်းအဆင်မပြေဘူးကျမဘဝမှာကြုံတွေ့နေရတာမှန်သမျှဟာဆိုးတွေကြီးပါပဲခါတလေဘဝကနေတခြားဘဝကိုကူးပြောင်းသွားခြင်းစိတ်တောင်ပေါ်လာမိတယ်တကယ်ပါကျမလည်းလိုခံစားနေရတာကြာပါပြီဒါပေမဲ့မနေ့ကလူတယောက်နဲ့စကားပြောပြီးကျမရဲ့လက်ရှိဘက်ကိုစိတ်ပြတ်နေတဲ့အမြင်ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်ကျမမိတ်ဆွေကအိန္ဒိယလိုမျိုးစင်ကာပူနိုင်ငံသားဖြစ်ပါတယ်မိတ်ဆွေကကျမကိုသူ့အကြောင်းပြောပြတယ်သူဟာအလုံးတစ်ခုလုံနေရတယ်ဒါတောင်သူ့ရဲ့လစာဝင်ငွေကဒေါ်လာ1000ပဲရတယ်စင်ကာပူမှာဒေါ်လာ1000ဆိုတာအနည်းဆုံးလစာပါသူ့မှာမိန်းမနဲ့ကလေး2ယောက်ရှိတယ်သူ့မိဘတွေနဲ့ရောက်ခမတွေကိုလည်းအိမ်မှာတင်ကျွေးထားရတယ်သူ့မိမကကလေးတွေနဲ့အဖိုးကြီးဖွားကြီးတွေကိုပြုစုနေရလို့အလုပ်မလုပ်နိုင်ပါဘူးဒါကြောင့်သူတို့မိသားစုကသူရတဲ့လစာလေးနဲ့လောက်အောင်အရန်ချွေတာသုံးပြနေရတယ်ဒါပေမဲ့ကျမသူ့ကိုတွေ့တိုင်းသူဟာအမြဲပျော်ရွှင်နေတာကိုသတိထားမိတယ်ကျမဘဏ်မန်နေဂျာတယောက်ဖြစ်လို့လစာငွေဒေါ်လာ6000ရနေပါတယ်ဒါပေမဲ့လည်းကျမအမြဲစိတ်ဓာတ်ကျနေပါတယ်ကျမကသူ့ကိုဘဝကိုဒီလောက်အခက်ရုန်းကန်နေရပေမဲ့ဘာကြောင့်စိတ်ဓာတ်မကျလဲလို့မေးလိုက်တော့သူကအရင်တုန်းကစိတ်ဓာတ်ကျပါတယ်တဲ့ဒါပေမဲ့အိန္ဒိယနိုင်ငံမှာမြင်တွေ့ရတဲ့အဖြစ်အပျက်လေးတစ်ခုကြောင့်အခုသူစိတ်ဓာတ်မကျတော့ပါဘူးလို့ပြန်ဖြေပါတယ်ကျမကသူ့ကိုဒီအဖြစ်အပျက်တွေကိုပြောပြခိုင်းလို့သူကအခုလိုပြောပြပါတယ်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်စင်ကာပူနိုင်ငံမှာအလုပ်လုပ်ရတာစိတ်ဆင်းရဲလို့အိန္ဒိယနိုင်ငံကိုစိတ်ပြေလက်ပြောက်ထွက်သွားပြီးမြို့သေးသေးလေးတစ်ခုမှာခဏသွားနေလိုက်ပါတယ်တမနက်မှာကျွန်တော်ကစင်သားရက်ွက်ထက်ကအိမ်တွေကြားဖြတ်ပြီးလမ်းလျှောက်သွားနေတော့တဲတဲ့အရှိမမိန်းကလေးတယောက်ကလေးနဲ့သားရဲ့ကလေးတယောက်ရဲ့ညာဘက်လက်ကိုခွေးချီတစ်ခုပေါ်တင်ပြီးဓမ္မနဲ့ခုတ်ပြလိုက်တာကိုရုတ်တရက်မြင်တွေ့လိုက်ရတယ်ကလေးရဲ့လက်ဟာဒရောင်စစ်ကနေတိကနေပြတ်သွားပြီးမြေကြီးပေါ်ကျသွားတယ်ကလေးရဲ့ပြတ်သွားတဲ့ဒရောင်စစ်ကနေသွေးတွေပန်းထွက်လာနေတယ်ကလေးကနာလုံးလို့စူးစူးဝါအတန်ကိုအော်နေတယ်ကျွန်တော်မျက်လုံးတွေပြာထက်သွားတယ်ဆမ်ဒီရဲ့လို့အဲ့ဒီနေရာကနေအမြန်ပြေးထွက်လာခဲ့ပါတယ်အဲ့ဒီညကျွန်တော်တဲကိုကန်းထဲမှာတညလောက်အိမ်ပြောပဲကလေးရဲ့ပြတ်သွားတဲ့ဒရောင်ဆက်ကပန်းထွက်နေတဲ့သွေးတွေရဲ့မြေကြီးပေါ်ကျတဲ့လက်ပြတ်တစ်ဖက်ရဲ့ကိုမြင်နေမိပါတယ်ကလေးရဲ့စူးဝါအော်တန်ကိုလည်းကြားနေမိတယ်မနေ့ရောက်တော့ကျွန်တော်အဲ့ဒီနေရာကိုပြန်သွားပြီးအနာကလူတွေကိုဘယ်လိုဖြစ်တာလဲလို့မေးကြည့်တယ်သူတို့ပြောပြတာကဓာတ်နဲ့ခုတ်တဲ့မိန်းမကလေးရဲ့အမေပါပဲတဲ့မေကဘာလို့သူ့ရဲ့ကလေးကိုဓာတ်နဲ့ခုတ်ပြလိုက်တာလဲကလေးကအလွန်ဆိုးလုံးလို့သူ့မိယာစိတ်ဆိုးပြီးလှုပ်လိုက်တာလားလို့ကျွန်တော်ကမေးကြည့်တော့သူတို့ကအဲ့လိုမဟုတ်ပါဘူးတဲ့သူတို့ဘာပြောကြတယ်ထင်လဲဝင်ဒီသူတို့မိသားစုမှာလုံးဝစားစရာမရှိလို့ကလေးကိုတောင်းစားခိုင်းဖို့ကလေးမိကအခုလိုလှုပ်လိုက်တာပါတဲ့တကယ်ဖြစ်ခဲ့တာပါဝန်နိုင်စရာတော့မရှိပါဘူးညာနောက်တစ်နေ့မှာကျွန်တော်ဟာစားတော့ဆိုင်တစ်ခုမှာနေလဲစားနေတယ်မနေ့ကဖြစ်ပျက်ကိုပြန်စဉ်းစားမိပြီးလက်တွေတုံလာလို့လက်ထက်ကစားလက်စပေါင်ဝန်းကြဟာစပယ်အောက်ကမြေကြီးပေါ်ကျသွားတယ်ချက်ချင်းပဲအနာကကလေး9ယောက်6ယောက်လောက်ပြေးလာကြတယ်တယောက်ကပေါင်ဝန်းချက်လေးကိုကောက်ယူပြီးပေနေတဲ့မြေမုံတွေကိုသူ့အင်ဂျင်နဲ့တုပ်လိုက်တယ်ပြီးတော့သူကပေါင်ဝန်းချက်ကိုတစ်ဖက်စီဖယ်ပြီးသူ့ငွေချင်းတွေကိုကျွေးလိုက်ပါတယ်ကလေးတွေကဆာလောင်နေကြလို့ရတဲ့အပက်လေးတွေကိုချက်ချင်းမျိုးချလိုက်ကြတယ်ကျွန်တော်အဲ့ဒါကိုမြင်ပြီးစိတ်မကောင်းလို့မနှက်စာစားနေတာကိုချက်ချင်းရလိုက်ပြီးကျွန်တော်ကိုလိုက်ပို့တဲ့ကားမောင်းသမားကိုအနည်းဆုံးမှရှိတဲ့ပေါင်မုံဆိုင်ကိုလိုက်ပို့ခိုင်းတယ်ပေါင်မုံဆိုင်မှာရှိနေတဲ့ပေါင်မုံအားလုံးကိုဝယ်လိုက်တယ်ပေါင်မုံဆိုင်ပိုင်ရှင်ကကျွန်တော်ပေါင်မုံနဲ့အများကြီးဝယ်လို့အရန်အံ့ဩနေတယ်ပေါင်မုံအလုံး400ကိုစင်ကာပူနိုင်ငံပိုက်ဆံနဲ့ဆိုရင်ဒေါ်လာ100လောက်ပဲကျပါတယ်ပေါင်မုံတွေကိုကားပေါ်တင်ပြီးကားကိုစောစောကစားတော့ဆိုင်နာကိုပြန်မောင်းခိုင်းလိုက်တယ်ဆိုင်နာမှာကားရခိုင်းပြီးအနားမှာရှိသမျှကလေးတွေကိုပေါင်မုံတယောက်တစ်လုံးစီပေးဝေလိုက်တယ်ကလေးတွေကအရန်ပျော်သွားကြတယ်ကျွန်တော်လည်းသူတို့ကိုကြည်ပျော်နေမိတယ်စင်ကာပူပိုက်ဆံ25ပြားလောက်ပဲပေးရတဲ့ပေါင်မုံတစ်လုံးဟာကလေးတွေမိသားစုတွေနေ့ရက်3ရက်တော့စားနိုင်မှာပါကျွန်တော်အိန္ဒိယကနေစင်ကာပူအပြန်ခီးလေရင်ပြန်ပေါ်မှာအခုလိုစဉ်းစားမိပါတယ်ငါစင်ကာပူလူမျိုးဖြစ်ရတာကံကောင်းလိုက်တာငါမှခြေလက်အစုံရှိတယ်ကျမ်းမာတယ်အလုပ်ရှိတယ်ငါချစ်တဲ့မိသားစုရှိတယ်ငါရနေတဲ့လစာနဲ့ငါမိသားစုစားတော့ပါတယ်ငါဘာလို့စိတ်ဆင်းရဲနေတာလဲအိန္ဒိယလူတွေထက်ငါအခုလိုစားနိုင်နေနိုင်အဆင်ပြေနိုင်နေတာဖျားသခင်ရဲ့ကျေးဇူးပါပဲကျွန်မသူစကားကိုနားထောင်ရင်မျက်ရည်တွေပါပြင်းပေါ်စီးကျလာပါတယ်ချိန်ထဲမှာပဲကျွန်မတခုကိုစဉ်းစားမိလိုက်တယ်ကျွန်မဘဝတကယ်ပဲဆိုးနေသလားလို့ပါတင်စိတ်ဆင်းရဲနေရင်တင့်တဲ့ဆင်းရဲနှောင်းပါတဲ့သူတွေနဲ့နိုင်ရှင်ကြည့်လိုက်ပါတင်တို့ထက်အများကြီးကံကောင်းနေပါလားဆိုတဲ့အသည့်ဝင်လာပါလိမ့်မယ်ဒါဆိုရင်တင့်စိတ်ဆင်းရဲမှုတွေလျော့ကျသွားပါလိမ့်မယ်နားဆင်ပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်